မြတ်စွာဘုရားပွင့်တော်မူစဉ်ငါရွှေညံတော်ကိုရွတ်စင်ပါလို့ဤလောကရကိုဖြင့်မြင်တော်မူတော်တရဝများကိုတနာတော်မူရှာတဲ့ဘောရီတွင်ရွှေပလင်ကြီးကိုအောင်သောကရဝါတွေအပေါ်၌ငင်ညာတနာချွလို့ရနိုင်ပါမလားရဲ့လို့အားတော်ငယ်သောရွှေညံတော်ကိုရွက်ကဥစွာထွက်လာမစကြတရားတော်ဘောရီပင်ရွှေပလင်ကြီးကိုအောင်သောတရဝါတွေအပေါ်၌ငင်ညာတနာအိုးချွတ်လို့ရနိုင်ပါမလားရဲ့လို့အားတော်ငယ်သောရွှေညံတော်ကိုရွက်ကဥစွာထွက်လာစကြတရားတော်ပြမနဲ့လူအပေါ်ဒေသနာကြလိုက်တော့ကဘာလောကမြေပြင်ပေါ်သုံးချိန်တိုင်အောင်အမတန်သားလူခေါ်ပြမနဲ့လူအပေါ်ဒေသနာကြလိုက်တော့ကဘာလောကမြေပြင်ပေါ်သုံးချိန်တိုင်အောင်အမတန်သားလူခေါ်တဟံပတိနာမကေမဟာဗျမေနာကျော်တဟံပတိနာမကေမဟာဗျမေနာကျော်ကွန်တိညာနဲ့ဝပပတိမဟာနံအတစီကျွတ်တန်းဝင်ဤအေဟိအေဟိခောထင်ရှားပြီးတော့ကျေးဇူးတော်အနန္တကိုလာတပြည့်တော်ကရှိခိုးပါ၏နော်မိဂရာဝတာပေါင်းဆုံးတဲ့ရကုံတော်ရွှေသမီးရွှေမိုးရွာနေဝေမိုးရွာနေအောင်ကြောင်ဖြာဝေကောင်းကြီးဩဘာသံကျွေးမလီမြဝေနေ
မပြင်းပင်ကိုလားလူရှင်မရဲ့ကာနာစေတနာရှင်စေတနာရီတဖွယ်ဝဲစွန်ကျဲနေတရာမှုရီပြုနေစေတနာရှင်သူရင်ရဲ့မစင်ဖြစ်ပေါ်နေသောစေတနာလုံးလေးဝင်ပြောပြရပြောပြရရင်အကျွေးငွေကလည်းမနှမျိုးရဲ့စေတနာရှင်ပြရကံရမတွန့်တူရဲ့စေတနာရှင်အလုံးမကြီးဒါနာရှင်လို့ခေါ်မဲ့စာရင်နာမမြည်လေးပြောင်းခေါ်လိုက်မဲ့စေတနာရှင်